တမျိုးနဲ့ခီးထွာတာပြောလားကလောရဲ့ဒုတိယနေလေးကိုတော့အဖေနဲ့အမေကိုအိုးစီတောင်းမြင့်မထီဘူးဒနုအမျိုးသားပွဲတော်နဲ့လိန်မွန်ချန်တို့ကိုလဲပတ်ပို့ခဲ့ပါတယ်လုံး900တမင်တော့ရပြီပေါ့ဗျာဟိုသမီးကမြို့လေးသဘာဝလိုင်းကိုလိုက်ဖို့လို့လေအော်ဒီကလာခေါင်းတိုက်တယ်အဲ့ဒါခုမလဲတော့အဲ့ဒါလာဝင်လည်းမလျှော့နဲ့အဲ့ဒါဘာလုပ်နေရလဲအမေဘယ်သူပြဖို့လဲဇာလူကလောမှာနေခဲ့တဲ့ရက်လေးကိုတော့အိုးစီတောင်ရှုခင်းကိုမြင်ရတဲ့မြင်ကရွာ SK Home Vacation Home လေးမှာနေခဲ့ပါတယ်ဒီလားတာတန်ချက်အေးအမေကတော့ဒီရှုခင်းလေးတွေကြည့်ရတာနဲ့တင်ပို့လိုက်သဘောကျတည်ရတယ်အမေပန်းနေရောရှုခွင့်မျိုးတိုင်းမှန်းတယ်လို့အဲ့ဒါကလောခေါ်လာအေးပတ်နေလည်းထိန်းတာဝါနာကြောက်ဘာလို့နေရတော့ဟာရှုခင်းနဲ့ကြည့်နာရှုခင်းလေးကမနေ့ကဝဲလာတဲ့ခေါ်ဖို့တော့ဆောင်လို့ဆိုတော့ဒီမှာအဲ့ဒါမျိုးမျိုးငါယူတတ်ခဲ့ပါအဲ့ဒီကမဲကောနာဒီရှုခင်းလေးတွေလှမ်းလို့တော့မမခေါ်လိုက်ဒီလိုကြီးသွားတဲ့အချိန်မှာဤရဘက်ကစမီကိုသေးတာကောင်းတယ်နော်ဒါဒီသားလေးတန်းဝင်ပြီးတော့ကိုချက်ချင်တာချက်ပြီးတော့ကျင်တာကြောစားရုံပဲညဘက်လည်းခောက်တဲ့လူစားဟုတ်တယ်ရှင်းတယ်ဒီဘက်ပေါ်ဒီဘက်ကစမီကိုလေးနေရတာအခုလိုပေါ့ပပလေးဆိုတော့လေခီးသွားရင်လည်းတည်ရတာလွယ်တယ်စတီးဘော်ဒီဆိုတော့ကြတော့အခုလိုမျိုးတန်းရှင်းလောက်ရလို့လည်းလွယ်တယ်ပြီးတော့ဒီမှာပါတဲ့အိုးတောက်ကလေးတွေကြောင့်အိုးချက်တဲ့ခါမှာအိုးချော်တာလည်းမဖြစ်ဘူးပေါ့ဒီ portable gas ပြီးပုံနဲ့တွဲသုံးရတဲ့ဒီ gas ဘူးလေးတွေကလည်းလေကက်ထွေအကာ3တက်လိတ်ထားတာမလို့သူကအမှန်ဘူးလေးတွေပို့ပြီးတော့ထူတယ်ပို့ထူတော့ပို့ပြီးတော့အရေးသေးလေးစိတ်ချရတယ်အခုလေ EFI gas မှာပြောရှင်းစရာ campaign လေးတစ်ခုရှိရဲ့အဲ့ဒီ campaign လေးကိုပါချင်တယ်ဆိုရင်ကြတော့သူ short video လေးတစ်ပုဒ်ဖန်တီးပေးရမှာအဲ့ဒီထဲမှာ EFI page ကနေပြီးတော့like အများဆုံးလူ view အများဆုံးလူပြီးရင် comment အများဆုံးလူကိုစုတွေပေးသွားမှာပေါ့စုတွေကလည်းဒီ portable gas ပြီးပုံတွေလည်းပါတယ်ဒီလို gas ဘူးတွေဆိုလည်း၄ခုလားမသိဘူးအဲ့လိုမျိုးတွေလည်းပါတယ်တကယ်လို့ကိုက campaign လေးကိုဝင်ပြီးပြိုင်ချင်တယ်ဆိုရင် campaign ကာလကဒီဇင်ဘာ12ရက်နေ့ကနေပြီးတော့ဒီဇင်ဘာ29ရက်နေ့အထိပေါ့စုကျင်ညာပေးမှာကြတော့ဒီဇင်ဘာ31ရက်နေ့မှာကျင်ညာပေးသွားမှာတော့ရောက်တော့မနေ့ကခေါင်းဝကျော်လေးစားလိုက်ပါအောင်မယ်အားလုံးလည်းစားဖို့ဖိတ်ခေါ်ပါတယ်နော်ဒါဒီကုန်းနဲ့လိုက်တယ်ဆိုတာမျိုးဟုတ်တယ်ခေါင်းကျော်လေးစားပြီးဆိုတော့ရှူရဲလောက်တဲ့နေရာလေးတွေသွားပြီးနေလိုက်ပါအောင်မယ်ဟိုမှာမြင်နေရတာတော့အိုးစီတောင်လို့ပြောတယ်ခဏနေအဖေတို့လည်းအဲ့အလဲသွားမလို့ဟိုကတော့အိုးစီတောင်ရောက်နေပါပြီတောင်ကြီးကအမြင့်ကြီးပဲအစင်းလေးလေဟဲ့ဝါတိုင်းကုန်လေးအဲ့သွားအေးအဲ့တော့ဘုခုံတော့လာလားအမေမြင့်လဲကြောက်တယ်ဘိုက်လဲကြောက်တယ်သွားလဲသွားခြင်းနဲ့ကလောလားဟုတ်လားဘက်ကကလောရှုခင်းကတော့လှတယ်မြင့်နဲ့တောင်ကတော့တော်တော်မြင့်မဲ့ကြောက်တယ်ဟိုသွားနိုင်နေလုံးလေးလိုက်ဖို့တော့ရောက်ဖို့သွားတာပေါ့တောင်ပေါ်မှာဘလို့ရေကန်နော်ဖေတမျိုးနဲ့ခီးထွာတာပြောလားဆရာကငါသမီးရေကိုမရောက်ဘူးတဲ့နေရာလေးတွေရတော့လေဟိုသမီးကမြို့လေးသဘာဝလိုင်းကိုလိုက်ဖို့လို့လေတိုင်ပြလက်သွားလိုက်ပါအောင်ဒီမတိပြည့်ပဲသွားချင်တယ်ရောခြိုက်တောင်ရလားအဲ့ဒါလာဝင်လည်းမလျှော့နဲ့မြင့်မထီကူကိုလဲပြီးတော့လိန်မော်ပင်မမြင်ဘူးသေးတဲ့အဖေနဲ့အမေကိုလိန်မော်ချန်ကိုအလဲပက်လိုက်ပို့ပါမယ်ပြောနေရတော့လိန်မော်ဒီလောက်လားတမိုးဒီဒီအောင်ကြည့်ချမ်းနေဝင်ကြည့်မယ်နော်ဒီမူအားသေးရတယ်အဲ့ဒါလည်းဈေးကြီးနေတော့ပုံအမေအဲ့ဒါဘာလုပ်နေရတော့အမေဘယ်သူပြဖို့လဲရွာလူအဲ့လိုစားလိုက်ချင်တော့တယ်ပြောတာပဲမြင်ဘူးတာကူကလက်တွေ့ပဲကြည့်ပါဦးဒီမျိုးမထိုးနဲ့ထိုးစီလို့အေးရနေဦးမလိမ္မော်ပေးတခါမှမလာနေလာယူဘူးရဘူးတော့တဖေကိုဘယ်လောက်သိမယ်ရှင်တော့သိတယ်900အဲ့လောက်တော့လုံး900တဖေတော့ရပြီပေါ့လုံးပြလောက်တော့ရှိတာဘယ်ကတော့တစ်ခိုင်လောက်မှ10လုံးလောက်ရှိတယ်ကြီး
လေပင်ရလို့ အေးတော်တော်လှတယ် ဟိုဒီမကြီးအဖေခေါင်းလာတိုက်လို့ခူးပြမလို့ဟဲ့သူကလာခေါင်းတိုက်တယ်အဲ့ဒါခူးပလေခေါင်း အဖေတနာနဲ့ထုတ်လိုက်လေခူးရလိမ္မော်ကျန်အပြန်မှာတော့ဓနုအမျိုးသားပွဲတော်ရဲ့အကားလှလေးတွေကိုလည်းဝင်ပြီးတော့ကြည့်ခဲ့ပါသေးတယ်ဓနုအမျိုးသားပွဲတော်မှာရာတော့သူတို့ဘလော်လေးတွေကိုအားပေးနေတဲ့ချစ်စရာညီမလေးတွေနဲ့လည်းတွေ့ခဲ့ပါသေးတယ်ဒါဆိုရင်တော့အဖေနဲ့အမေကိုလိုက်ပို့ပေးဖြစ်တဲ့ကလောမျိုးရဲ့ဒုတိယဘလော်လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နောက်ထပ်လာမယ်ကလောမျိုးကိုလည်းပတ်တဲ့တတိယဘလော်လေးကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်